ဘုန်းကြီးကျောင်းတိမ်တွေကဇုံတွေမတော်မလျော်ဖြစ်ရဲ့ကြောင့်ဝေဖန်တန်တွေစူးစူးညံနေပါတယ်တိမ်ဆိုတာဘာလဲလို့မိကြသူတွေလည်းရှိလာပါတယ်တိမ်တွေကသာသနာအတွက်အရေးကြီးတဲ့အကြောင်းဆွေးနွေးကြသူတွေလည်းရှိပါတယ်တိမ်ဆိုတာဘာလဲဘာကြောင့်အရေးကြီးတာလဲဘယ်လောက်ထိအရေးကြီးတာလဲဆိုတာလက်လန်းမိသမျှလေ့လာမျှဝေပေးလိုက်ပါတယ်တိမ်ဆိုတာဘာလဲဆိုတာကိုအရင်ဖြေရှားမယ်ဆိုရင်တန်ဃာတော်များကံကြီးကံငယ်ပြုရာဌာနလို့အချင်းချုပ်မှတ်ယူနိုင်ပါတယ်တန်ဃာတော်တွေပြုအပ်တဲ့ကံကြီးကံငယ်ဆိုတာတွေကတော့ယဟန်ကန္တာဥပုပ်ပြုတာပဝါရဏပြုတာကထိန်သင်္ကန်းအပ်တာစတဲ့တန်ဃာတော်တွေပဲဆောင်ရွက်ရတဲ့ကိစ္စတွေကိုဆိုလိုတာပါအဲ့ဒီအထက်ကပဝါရဏပြုတာဆိုတာကတော့ဝါကျွတ်တဲ့အခါတန်ဃာတွေဆောင်ရွက်ရတဲ့ကိစ္စတစ်ခုလို့မှတ်ထားလို့ရပါတယ်အကျေကိုတော့ဒီနေရာမှာမရှင်းပြတော့ပါဘူးတိမ်တွေကသာသနာအတွက်ဘာကြောင့်ဘယ်လောက်အထိအရေးကြီးတာလဲဆိုတာကိုတော့ဒေါက်တာအရှင်ဝိလာလင်္ကာရအက္ကမဟာကျော်ရဲ့တိမ်တော်မအပြန်ခီးဆောင်းပါးတွေကစာကြောင်းတချို့ကဖြည့်ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်ဝီနီးပြောက်ွယ်လင်သာသနာတော်မြတ်ကြီးပြောက်ွယ်နိုင်တဲ့ကဲ့သို့တိမ်ပြောက်သွားလင်လဲယဟန်စစ်ယဟန်မှန်တန်ဃာစစ်တန်ဃာမှန်များပြောက်ွယ်သွားနိုင်ပေသည်ဝီနီးမတီလင်သာသနာတော်မတီနိုင်တဲ့ကဲ့သို့တိမ်မရှိလင်လဲယဟန်တန်ဃာတော်အစစ်အမှန်ဟူ၍ရှိလာနိုင်တော့မည်မဟုတ်တော့ပေထို့ကြောင့်ဝီနီးသည်သာသနာတော်၏အသက်ဖြစ်တဲ့ကဲ့သို့တိမ်သည်လဲတန်ဃာတော်အဆက်ဆက်၏အသက်ဝါမြတ်စွာဘုရားသာသနာတော်မြတ်ကြီးအသက်ပင်ဖြစ်ပါသည်အမြင့်အရင်ပျက်စီးသောတစ်ပင်သည်ပျက်စီးရတဲ့ကဲ့သို့တိမ်ပျက်စီးသောသာသနာတော်သုံးပါးလုံးအရေးမှစ၍ပျက်စီးသည်မိပါ၏လို့အဲ့ဒီဆောင်းပါးမှာဖော်ပြထားပါတယ်အရှင်ဇနကမိဂုံသားရဲ့အနာဂတ်သာသနာရေးစာအုပ်မှာလည်းအခုလိုဖော်ပြထားပါသေးတယ်ယဟန်တော်တွေဘယ်ကဖြစ်ကြသလဲတိမ်ကဖြစ်လာကြတယ်တိမ်ရှိမှယဟန်ပြုလို့ရတယ်တိမ်မရှိရင်ယဟန်ပြုလို့မရဘူးယဟန်တွေမရှိရင်သာသနာလည်းမရှိနိုင်တော့ဘူးမြတ်စွာဘုရားလက်ထက်သာသနာအစောပိုင်းကာလတွေမှာအေဟိဘိက္ခုတရဏဂုံစတဲ့နည်းတွေနဲ့ယဟန်ဘဝကိုရောက်နိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့တိမ်ရှိမှပဲယဟန်ရှိနိုင်တော့တဲ့အခြေအနေဖြစ်လာခဲ့တာပါတမတ်ပေးသည့်တိမ်တော်အတွင်း၌သာဝိနည်းတော်နှင့်အညီလိုက်နာဆောင်ရွက်၍ဖြစ်စေရဓမ္မအနုဂ္ဂဟနှစ်ပါးဖြင့်မြင့်မြတ်သောယဟန်တော်ဘဝသို့တက်လှမ်းကြရ၏ဤနည်းမှတပါတခြားမှန်ကန်သောနည်းလမ်းဟူမရှိတော့ပေလို့ဒေါက်တာအရှင်ဝိလာရလင်္ကာရအက္ကမဟာကျော်ကရေးခဲ့ပါတယ်ဒီလောက်ဆိုရင်တော့ဗုဒ္ဓသာသနာမှာတိမ်တွေကဘာကြောင့်အရေးကြီးတယ်ဆိုတာကိုအကျဉ်းအဖြစ်သိနိုင်လောက်ပြီလို့ထင်ပါတယ်တိမ်နဲ့ပတ်သက်တဲ့အကျယ်မှတ်သားဝယ်တွေလည်းတော်တော်များများရှိပါသေးတယ်တစ်ဆက်တည်းမှာပဲတိမ်တွေကအဖြစ်ကိုအခုမှမြင်လိုက်ရလို့နေရာဒီလောက်ရှားရသလားလို့ဒေါသဖြစ်နေကြသူတွေကိုပြောပြရရင်တော့လွန်ခဲ့တဲ့နှစ်တချို့ကလေးကဇီရီတွေကြားတဲ့ဖျားပရုံတွေတဲ့ဒီလိုမခွေမရကိစ္စတွေရှိနေကြတယ်ဆိုတာပါပြောချင်တာကတော့ဒီလိုဖြစ်ရဟာကောင်းတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့အခုမှဖြစ်တာတော့မဟုတ်ဘူးလို့ပြောချင်တာပါဘာပဲဖြစ်ဖြစ်တိမ်တွေဘလောက်အရေးကြီးတယ်မကြီးတယ်ဆိုတာအတားထားဒူးနေရဒူးတော်နေရတော်ဆိုတဲ့ရှေးစကားလိုပဲကျွန်တော်တို့အနေနဲ့ကောင်းတာပဲလုပ်လို့မကောင်းတာပဲလုပ်လို့ကာလဒေတာနဲ့တင့်တဲ့အချိန်နေရာအရက်ဒေတာမျိုးတွေကိုဂရုစိုက်ရွေးချယ်ပြုမှုကြရင်အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်မဟုတ်ရင်တော့အခုလိုပဲမလိုလားအပ်တဲ့တက်ရောက်မှုတွေရှိလာကြုံလာခံစားနေကြအောင်ပါ